လောက်ရေးဆိုတော့ကရင်အောင်ကနေပြီးတော့ပြေးပြီးတော့ကွင်းမြေနဲ့ပေးရလူတွေပြေးဆိုတော့တပည့်တို့ကကားလမ်းမောက်ပြေးမလို့ကားလမ်းမောက်ကဓာတ်တိုင်တွေပါရအောင်လဲကြတော့တပည့်တို့နောက်ပြန်ဆုပ်ပြီးအိမ်ရှိမှာဝယ်အားကြီးတွေမောင်းနေကြကားကြီးကပြန်လာတော့တမီးရဲ့ဖေရောမီရောပါတယ်ဆိုတော့တပည့်တို့ဘယ်လိုလဲထိုင်းမျိုးငိုးနေကြတာအမေတို့စီလည်းဖုံးဆက်လို့မရဘူးခဏနေတော့ကြတော့တော့လာခေါ်လာအဖေနဲ့မေပါပါရဲ့ဆိုတမီးတို့ကငိုတာပေါ့အဖေနဲ့မေပါမှဖြစ်ပါသေးတယ်ဆိုပြီးပြောင်းကြခဏနေတော့ကြတော့အဲ့လူပြပါရောက်လာတာပဲတပီးသူကလာပြောတော့လေလာပြောတော့တပီးကငိုပြီးတော့တပီးတို့ဒီပါတော့ဘယ်လိုလုပ်ရမလဲဆိုနေဖေကိုတပီးကမသိပါစေနဲ့ဆိုတပီးကဆူတောင်းတာနောက်ပြီးတော့လည်းလာပြောအဖေနဲ့အဖေကမရှိတော့ဘူးဆိုတော့တပီးကလိုက်ကြည့်တယ်လိုက်ကြည့်တော့အဖေနဲ့အဖေမတွေ့ခဲ့ရပြီးတော့ကောင်းကောင်းမွန်လေးလောက်ဖြစ်စေချင်တာပေါ့။ကျောင်းနဲ့ထားပြီးမှာပေါ့ကောင်းကောင်းမွန်လေးဖြစ်အောင်။တို့လည်းနေရိတ်ထိုင်နေလည်းစင်ပြောင်းနဲ့လောက်ပြီးချင်တာပေါ့။ကိုယ်လက်ထက်တော့မရှိဘူးပေါ့။အမှကြိုးစားမှာပေါ့ကလေးတွေအတွက်အဲ့လိုမျိုးရောက်လို့ရတယ်တပည့်တို့လည်းစားလို့ရတယ်ပေါ့နော်တပည့်တို့စားတော့လည်းတပည့်တို့ဘိုင်းဝေးရပါရောက်တော့လည်းတပည့်တို့ပတ်ဆက်ရတာပေါ့အဲကြတော့တပည့်တို့ပတ်ဆက်ရတော့လည်းတပည့်တို့ထောက်ကူဖြစ်တာပါလားအခုလိုကိုညီပေးတာအများကြီးကျေးဇူးတင်တယ်လို့ဝမ်းလက်သာပါတယ်ကိုမိသားစုကိုထောက်ပံ့ပြီးတော့အများကြီးကျေးဇူးတင်တယ်အားလည်းကိုပါတယ်အန်တီတို့ကလူပို့ခိုင်းတဲ့လူကိုလည်းကျေးဇူးပဲလာပို့ပေးတဲ့လူကိုလည်းကျေးဇူးရတင်ပါတယ်မင်းကလေးက3ယောက်အကြီးမလေးကခိုင်စာဝင်းငယ်မလေးကတော်တာဝင်းငယ်3နဲ့တော့ပုံကြီးလို့ခေါ်တာနာမည်ကမပေးရသေးဘူးဒီနေ့တော့ဆရာမတော့သမီးငယ်လို့ထည့်သွားတယ်ရေးပြီးသွားတယ်